အခြေအနေမျိုးဖြစ်လာလို့ဘာကြောင့်ကိုယ်စကားလေးတွေသူနဲ့တွေ့လိုက်တိုင်းမြေကိုရှူမို့ဖို့ပြန်ပျောက်သွားလေတငယ်ချင်းကပြောတယ်သူမျောလင်းလို့တန်မိုးထားရတဲ့ကောင်းမလေးရဲ့မြတ်တာကိုချိုးပေါ်ကြတဲ့ခွန်းနဲ့တူမမောတမ်းပြောပြတော့ဘာပြန်ပြောလိုက်ရမှန်းမသိဘူးခွဲSo like bunny the ngechin yeah ပြန်ချစ်ဖို့မချစ်ဖို့ဆိုတာကတော့ကိုယ်တို့နှစ်ယောက်လုံးနဲ့ဘယ်လိုမှမပတ်သက်ဘူးသူတဘောချတဲ့သူရွှေလိုက်လိုက်မယ်ခင်မင်းတော့အပြတ်ပါနဲ့တကယ်ချင်းရဲ့So like bunny the ngechin yeah ခင်မင်းတော့ပြတ်ပါနဲ့တငယ်ချင်း